ကောက်ပုံကြီး1950လေးကလေးကဒီမှာဒါစကထောက်ပုံအဓိကတော့စားတဲ့ပုံဒီကနေ့နောက်နေ့ရက်တဲ့ဒီစားဘာလို့မနေလဲဟုတ်တယ်ဟုတ်တယ်ဘိုင်းလေးပိုင်းလောက်ပဲပြီးတာဒါဆိုဒီဒါပဲစီနေတာအခုလည်းကျွန်တော်တက်လာရှိလာတယ်မရှိတယ်ပို့ပိုင်းပို့တော့ပေါ့ပြီကိုပန်းကြီးကကောက်ခွေဝင်နေမှာခုနရှိရသွားခဲ့တယ်မသိရဘူးနည်းနည်းကောက်ပဲလမ်းတော့တက်နေနောက်ဆုံးပါဗျာလက်ရှိရုပ်ကြပါဒါပြီးတော့လုံးကျုပ်ဟိုဒါပုံစံငယ်လေးပေါ့ညာမတော့တမဗျာဒီအားကြတော့ပြီးတော့မှာ49နဲ့လမ်း50ဟာဒီလိုခန္ဓာပွဲက3ခုရှိတယ်ခန္ဓာပွဲ3ခုသင်္ကန်းကြောင်းဒီမှာရှိပါတယ်ဗျာဒီရုံးလေးလည်းအနေနဲ့အောင်ဆက်လို့မြတ်တာပို့ပြီးတော့ဟိုဆောက်ရှောက်ပြီးတော့လက်ရှိပြီးတော့ဟို uniform ဝတ်တော့ကြတော့ပြီးတော့ဒါကြတော့ကျွန်တော်တို့ဟိုအရင်တော့ကနေ2001တီပေါ့ဒီ82ခုနဲ့2001တီမှာတက်စင်နေတဲ့ဘတ်တစိခုလက်ရှိကတော့ဆရာတော်ကြီးဒါအခုလက်ရှိဝတ်စင်နေတဲ့ဘတ်တစိဒီပါဗျာဒီယာတုစင်ပေါ့ဗျာအဲဒီယာတုစင်နဲ့ဆရာတော်ကြီးတက်ပို့ပြီးတော့အနေနဲ့အောင်ဆောက်ရှောက်နေတယ်ရုံးကြီးကဗျာဟိုစတာ1913ခုနှစ်ကစတာခုနှစ်ပေါင်း150တီ15မှာပြီးတော့1915ခုနှစ်ပေါင်း150ပြီးရဲ့အတွက်ပြီးတော့လို့ပဲဟိုနိုင်ငံတော်အစိုးရပြီးတော့ကျွန်တော်ဒီရုံးကြီးကိုပေါ့ဒီ